ကျွန်တော်ဒီနေ့ပြောပြချင်တာကတော့အလေးထားသေးသေးလေးတွေကိုနေ့တိုင်းလှုပ်ဆောင်ဖို့ဖြစ်တယ်။မိမရီမှန်းချက်တွေအများကြီးရှိခဲ့ဘူးလား။ငွေပိုရှာချင်တယ်။အင်္ဂလိပ်စာတတ်ချင်တယ်။ကျမ်းမာချင်တယ်။အောင်မြင်ချင်တယ်။ဒါပေမဲ့ရဲ့နိုင်ငံကြလာတာနဲ့လက်လျှော့လိုက်တာမျိုးဖြစ်ခဲ့ဘူးလား။တကယ်တော့မင်းရဲ့ပြဿနာကမင်းရဲ့စိတ်အားထက်သန်မှုမဟုတ်ဘူးမင်းရဲ့အလေးထားတွေသာဖြစ်တယ်အလိုရရှိတဲ့အချက်တစ်ခုကိုကျွန်တော်ပြောပြမယ်နေ့တိုင်းနည်းနည်းစီလေ့လာတာကနည်းတယ်လို့ထင်ရပေမဲ့ဒါကိုနေ့တိုင်းဆက်လုပ်သွားလို့ရှိရင်ရလာကအံ့ဩစရာတွေဖြစ်လာတယ်ဥပမာစာဖတ်ချင်တယ်ဆိုပါစို့လူများစုကတနေ့ကိုစာအုပ်တစ်အုပ်ဖတ်ပြီးစကြတယ်။နေ့ရက်၃ရက်ကြာတော့ပြေပွန်းလာပြီးတော့ရသွားကြတယ်။ဒီလိုမလုပ်ဘဲနဲ့တနေ့ကိုစာမျက်နှာ၅မျက်နှာပဲဖတ်ဒါမှမဟုတ်၂မျက်နှာပဲဖတ်အဓိကဆက်တိုက်လှုပ်ဆောင်ဖို့ပဲနေ့ချင်းကလည်းဒီလိုပဲကျင်သွားပြီးတော့တနေ့ကို2နာရီကစားဖို့မလိုဘူးတနေ့ကိုဒိုက်9ကထိုးယူနဲ့စလို့ရတယ်ဥပမာလူ2ယောက်ရှိတယ်တယောက်ကချမ်းသာချင်တယ်နောက်တစ်ယောက်ကလည်းချမ်းသာချင်တယ်ညီမကျဲတွေကအတူတူပဲဒါပေမဲ့တယောက်ကနေ့တိုင်းပညာအသည့်ကိုသိယူတယ်စာဖတ်တယ်တိုးတက်အောင်လုပ်တယ်နောက်တစ်ယောက်ကဘာမှမလုပ်ဘူးနေ့နိုင်ငံကြာလာတဲ့အခါရလာတာလုံးဝကိုကွာခြားသွားတယ်ဒါကဖြစ်ရှိတဲ့စိတ်ကြောင့်မဟုတ်ဘူးအလေးချင်းကြောင့်ဖြစ်တယ်အလေးချင်းတစ်ခုကိုစချင်ရင်လွယ်ကနေစပါစာဖတ်ချင်တယ်ဆိုလို့ရှိရင်စာအုပ်ကိုအဲ့ရဘေးနားကနေထားပါလက်ကြည့်ကန်လုပ်ချင်ရင်အားကစားဝတ်စုံကိုကျုံပြင်ဆင်ထားပါအလုပ်လုပ်ချင်ရင်ဖုန်းတွေကိုပိတ်ထားပါကောင်းတဲ့အလေးကျင့်ကိုလွယ်အောင်လုပ်ပြီးတော့မကောင်းတဲ့အလေးကျင့်ကိုခက်အောင်လုပ်ရမယ်နောက်ဆုံးမှထားရမယ့်အချက်တစ်ခုရှိတယ်ဘဝကိုပြောင်းလဲပေးတာကြီးမားတဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးနေ့တိုင်းတင်းငယ်တဲ့အလေးကျင့်တွေသာဖြစ်တယ်ဒီနေ့နည်းနည်းတိုးတက်အောင်မနေ့ပြန်လဲနည်းနည်းတိုးတက်အောင်လုပ်ရုံနဲ့အချိန်ကြာလာတဲ့အခါမင်းရဲ့ဘဝဟာလုံးဝပြောင်းလဲသွားလိမ့်မယ်